ကိုဝန်ဆောင်ပတ်ရင်25ဘက်ကိုရောက်နေဖြစ်တဲ့မမီတို့ရေအခုဆိုလို့ရှိရင်မမီတို့ဘက်ထဲကခလေးလေးဖွံ့ဖြိုးတိုးတက်မှုကဘယ်လိုချင်းနေရောက်ရှိနေပြီလဲဆိုတာတွေမမီတို့ခံစားရတဲ့လက္ခဏာတွေနောက်ထပ်ဆရာဝန်နဲ့ပြတဲ့အခါမှာဘာတွေပြုလုပ်ရမလဲဆိုတာတွေမမီတို့စိတ်ထဲမှာစိုးရိမ်နေတာတွေကပုံမှန်ပဲလားဆိုတာတွေကိုဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲဆက်ကြည့်လိုက်ကြအောင်အားလုံးပဲမင်္ဂလာပါဒါတာနမင်းဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုချိန်မှာဆိုလို့ရှိရင်မမေတို့ရဲ့ကိုဝန်က25ဘက်ကိုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုဆိုရင်6လနဲ့တပတ်ကိုရောက်ရှိနေပြီဖြစ်တယ်အဲ့တော့မမေတို့ကလေးလေးနဲ့တွေ့ရဖို့အတွက်နောက်ထပ်15ဘက်ပဲလိုပါတော့တယ်အခုချိန်မှာဆိုလို့ရှိရင်ကလေးလေးရဲ့ကိုလေးချိန်က1.5 ပေါင်လောက်ရှိနေပြီးတော့ဦးကောင်းကနေခြေပြားထိတိုင်းမယ်ဆိုလို့ရှိရင်12.5 လက်မှတပေကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ကလေးလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုစတင်ပြီးပြပြပေးမယ်။ပထမအဆုံးအနေနဲ့သွေးလီဦးထုတ်လုံးမှုပေါ့နော်။ကလေးလေးရဲ့ရိုးရင်းချင်စီကအခုချိန်မှာဆိုလို့ရှိရင်အသေးရဲ့နေရာကိုအစားထိုးယူပြီးတော့သွေးလီဦးတွေကိုစပြီးတော့ထုတ်လုံးနေပြီဖြစ်ပါတယ်။အာယုံခံစားမှုအနေနဲ့ဒါအာယုံကကောင်းကောင်းဖွံ့ဖြိုးနေပြီဖြစ်တဲ့အပြင်ကိုအနက်ခံတဲ့အာယုံကလည်းစပြီးဖွံ့ဖြိုးလာပြီဖြစ်တယ်။အဲ့တော့ဒီရေမွာရေမှာရှိတဲ့အနက်တွေကိုကလေးလေးကစပြီးရရှိနေပြီဖြစ်ပါတယ်။လှုပ်ရှားမှုပုံစံအနေနဲ့ကလေးလေးကအိတ်ဆက်တာနဲ့နိုးထားတဲ့ set wise sleep wake cycle လေးကစပြီးတော့လဲပတ်နေပြီဖြစ်တယ်အဲ့တော့သတိထားကြည့်မိမယ်ဆိုလို့ရှိရင်မိမိတို့လမ်းလျှောက်နေတဲ့အချိန်မှာကလေးလေးကအထက်မှာချောသိမ့်နေသလိုဖြစ်ပြီးတော့အိတ်နေပါလိမ့်မယ်တကယ်လို့မိမိတို့လဲအိတ်နေမယ်ဆိုလို့ရှိရင်တော့ကလေးလေးကအထက်ကနေပြီးတော့ကန်နာတွေတွန်းတာမျိုးလေးတွေကိုပြုလုပ်နေတာကိုမိမိတို့ခံစားမိပါလိမ့်မယ်အခုဒီကာလမှာဆိုလို့ရှိရင်မိမိတို့ကလေးလေးရဲ့လက်ချောင်းလေးမှာလက်သေးသေးလေးတွေကစပြီးတော့ပေါ်ပေါက်နေပြီးတော့သူ့ရဲ့လက်ချောင်းလေးတွေကိုကွေးနိုင်ဆက်နိုင်တဲ့လှူရှားမှုလေးတွေလည်းစတပြီးတော့လှုပ်ဆောင်နေပြီဖြစ်ပါတယ်။အဲ့တော့ကလေးလေးကသူ့လက်ကလေးကိုတုံပြီးတော့သူ့ရဲ့အနီးနားပတ်ဝန်းကျင်အရာတွေကိုသူကစပြီးစူးစမ်းနေပြီးတအိမ်တွေအတွင်းနိုင်ရန်တွေချက်ကျိုးတွေကိုသူကစတင်ပြီးတော့ကန်တွယ်တာတွေလှူရှားတာလေးတွေကိုလုပ်နေပြီဖြစ်ပါတယ်။ဒါပေမဲ့ကလေးလေးရဲ့အာရုံကြောစနစ်ကအရင်မဖွင့်ပြသေးတဲ့အတွက်ကြောင့်မလို့သူထိကြည့်တာတွေကိုသူကတေချာအာရုံခံနိုင်အောင်မတော့မဟုတ်သေးဘူး။ကဲသွေးတီအထာဆောင်ရိုက်ချင်တဲ့မမေတို့အခုချိန်မှာဆိုလို့ရှိရင်သွေးတီအထာဆောင်ကိုစရိုက်လို့ရပါပြီ။ဘာလို့လဲဆိုတော့ကလေးလေးကအခုချိန်မှာသူစီလွာကကောင်းကောင်းဖွံ့ဖြိုးလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြပြဖြိုးဖြိုးလေးဖြစ်လာပြီးတော့သွေးတီအထာဆောင်ကိုကောင်းကောင်းရိုက်လို့ရပါပြီ။ဒီသွေးတီအထာဆောင်ကအပတ်30လောက်ထိပဲလို့အသင့်တော်ပါတယ်။နောက်ပိုင်းကြီးလာတဲ့ခါကျလို့ရှိရင်ကလေးလေးကလည်းနေရကျက်သွားတဲ့အတွက်ကြောင့်မလို့ကလေးလေးရဲ့ပုံမှန်တင်ပြင်ကိုကောင်းကောင်းမြင်နိုင်တော့မှာမဟုတ်ပါဘူး။ကဲအခုဒီ6လကြော်ကြော်နဲ့မွေးမယ်ဆိုလို့ရှိရင်အသက်ရှင်နိုင်လားပေါ့နော်။25ဘက်မှာမွေးမယ်ဆိုလို့ရှိရင်ကလေးလေးရဲ့အသက်ရှင်နိုင်နှုန်းက85%လောက်တော့ရှိပေမဲ့ပြင်းထန်တဲ့ယောဂခံစားရတာတွေမတန်မဆွမ်းဖြစ်နိုင်တဲ့ရာခိုင်နှုန်းကတော့များနေသေးတဲ့အတွက်ကြောင့်မလို့တကယ်လို့ဒီကာလမှာမွေးဖွားလာမယ်ဆိုလို့ရှိရင်မွေးကင်းစားအထူးကြက်မှတ်ဆောင်မှာတေချာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ကဲမေမေတို့ခံစားရတဲ့လက္ခဏာတွေအနေနဲ့မေမေတို့ bite joy တွေတင်းလာမျိုးတွေခံစားရလိမ့်မယ်။အဲ့ဒါကို breast and hips လို့ခေါ်တယ်။မေမေတို့ဒီလိုမျိုး breast and hipsဒီတအိမ်တူညစ်တာခံစားရတာကပုံမှန်ဇက်တိုင်းမဟုတ်ဘူးဘိုက်ကတစ်ချက်တင်းလာမယ်ဒါပေမဲ့နားတဲ့အထိတော့မဟုတ်သေးဘူးအဲ့ဒီခံစားမှုမျိုးလေးတွေကိုမိမိတို့ခံစားရပါလိမ့်မယ်တကယ်လို့မွေးဖွားခြင်းတို့နားတယ်ဆိုလို့ရှိရင်ဒါကဇက်တိုင်းနားတယ်ပို့ပြီးတော့ပြင်းထန်လာတယ်ဆိုလို့ရှိရင်တော့ဒါကမွေးဖွားခံနားတဲ့အနိုင်နာတာမျိုးပါအဲ့တော့ဒီနှစ်ခုကိုမိမိတို့မတူဘူးဆိုတာကိုသိဖို့လိုအပ်ပါတယ်ဒီလိုမျိုးမွေးဖွားခံနီးနာတာအပြင်ကိုတွေးစင်တာတွေရေးစင်တာတွေရှိတယ်ဆိုလို့ရှိရင်တော့ဒါကမေမေတို့ဆေးရုံကိုချက်ချင်းသွားရပါလိမ့်မယ်မေမေတို့ရဲ့ကိုလေးချိန်နေနဲ့လည်းအခုချိန်မှာဆိုလို့ရှိရင်15ပေါင်ကနေ18ပေါင်ဒီလောက်ထိကိုလေးချိန်ကတိုးလာတဲ့အတွက်ကြောင့်မလို့မေမေတို့ရဲ့ဘိုက်ကဘောလုံးတစ်လုံးထည့်ထားသလိုမျိုးခံစားရပါလိမ့်မယ်ဒါပေမဲ့အခုချိန်မှာကောင်းကောင်းသွားလာနိုင်တဲ့အတွက်ကြောင့်မလို့လေးလာလို့ရှိရင်နေမဲ့နေရာကိုစီစဉ်တာတွေအခန်းပြင်ဆင်တာတွေအိမ်တန်ရှင်းရေးလုပ်တာလေးတွေကိုဒီချိန်မှာလုပ်လို့ရပါသေးတယ်အခုချိန်မှာဆရာဝန်နဲ့ကိုဝန်ဆောင်ဆောက်ရှောက်မှုယူမယ်ဆိုလို့ရှိရင်တော့ဒီသွေးထဲမှာရှိတဲ့တကြားတက်စစ်ဆေးတာစီးကျိုစစ်ဆေးတာတွေသွေးထဲမှာရှိတဲ့သွေးပမာဏကိုစစ်ဆေးတာမျိုးလေးတွေကိုမေမေတို့လုပ်ရပါလိမ့်မယ်အခုမေမေတို့စိုးရိမ်တဲ့ကြောင်လေးတွေကိုပြောပြပေးမယ်ပြီးတော့အခုမွေးရတော့မယ်ဆိုလို့ရှိရင်ဒါကတအုံးမမေတွေဆိုလို့ရှိရင်အခုမှမိခင်ရဲ့စဖြစ်ကြတော့မှာဆိုတော့ဒါစိုးရိမ်တဲ့မိကိုလေးတွေအများကြီးရှိနေမှာပါအခုမှမေမေတို့ငါဘိုက်နာတာကိုသိနိုင်ပါမလားဆေးရုံကိုအချိန်မီရောက်ပါမလားဆိုတာဒီငါတယောက်ချင်းများဖြစ်နေမလားဆိုတာမျိုးတွေဘိုက်နာတဲ့ခါကြလို့ရှိရင်အရန်ကိုစိတ်လွတ်သွားပြီးတော့လူတွေအများကြီးရှိမှရုပ်ပြက်စင်ပြက်အော်မစ်နေမလားဆိုတာမျိုးတွေကလေးလေးကချိုးရင်းချက်မရှိဘူးပြောရင်ပဲမွေးလာတဲ့အချိန်မှာတော့ချိုးရင်းချက်များပါလာမလားဆိုတဲ့စိတ်ပူပန်မှုတွေကိုရှိနေမှာပါအဲ့တော့မေမေတို့ရဲ့အိမ်အောင်ဘက်ကလည်းဒီလိုမျိုးမေးခွန်းတွေကိုမေမေတို့နီးတူ
တွေးနေပါလိမ့်မယ်ဒါပေမဲ့တယောက်နဲ့တယောက်မပြောမိပဲဒီစိုးရိမ်စိတ်တွေကိုရင်ထဲမှာတင်ထားတာမျိုးရှိကောင်းရှိနေလိမ့်မယ်ပေါ့နော်ကလေးလေးတယောက်ကိုမွေးဖွားတယ်ပြုစုပြောင်းထောင်းတယ်ဆိုတာကပေါ်စရာပြီးတော့မဟုတ်ဘူးစိုးရိမ်စရာတွေကိုမတွေးထားတဲ့ကြောက်စရာတွေလည်းရှိတာပေါ့အဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အခုချိန်ကစပြီးတော့မမေတို့စိုးရိမ်တာတွေကိုမိမိရဲ့အိမ်တော်ဘက်နဲ့တိုင်ပင်ပါဆွေးနွေးပါကိုစိတ်ထဲမှာဘာတွေစိုးရိမ်နေရလဲဆိုတာကိုချရေးစရာရှိရင်ရေးပါဖြေရှင်းလို့ရတဲ့ပြဿနာတွေဖြေရှင်းလို့ရတဲ့စိတ်ပူပန်မှုတွေဆိုလို့ရှိရင်တပြန်လည်းဖြေရှင်းလို့ရပါတယ်။ရေလို့စရင်တိုက်ကြည့်လို့မမေတို့ဆရာဝန်နဲ့တိုင်ပင်ရမယ်တောက်ဖွားဆရာမနဲ့တိုင်ပင်ရမယ်အကြောင်းတွေရှိတယ်ဆိုလို့ရှိရင်တေချာရေးမှတ်ထားပြီးတော့ကိုဝန်ဆောင်စောင့်ရှောက်မှုသွားယူတဲ့ချိန်ကြလို့ရှိရင်ဒီမိကုန်းလေးတွေကိုနေပြီးပါဒီလိုမျိုးမမေတို့ကြောက်စိတ်တွေကိုဖွင့်ချလိုက်ခြင်းအားဖြင့်မမေတို့အနေနဲ့လည်းဒီစိုးရိမ်စိတ်တွေလွမ်းမိုးမှုကနေပြီးတော့အနည်းနဲ့အများတော့ချော့ချပေးနိုင်မှာပါမမေတို့နေတူအိမ်တော်ဘက်ကလည်းဒီလိုမျိုးပဲတွေးနေမှာပါမျိုးသားကလည်းသူ့အနေနဲ့လည်းထုတ်မပြောဝယ်မဲ့ဟိုစိတ်ပူစရာတွေတော့အများကြီးရှိနေမှာပါအဲ့တော့နေအောင်တိုင်မြင်မြင်နဲ့ဆွေးနွေးကြည့်ကြည့်ပါလို့ကျွန်မကြံပြုချင်ပါတယ် Tip of the week အနေနဲ့မမေတို့ခလေးလောက်တာလေးတွေကိုစပြီးမှတ်လို့ရပြီးအခုချိန်မှာခလေးလေးကလည်းနည်းနည်းကြီးလာတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ကန်နာတွေတွန်းတာတွေလောက်တာတွေအပြင်ကိုတစ်ခါတလေမှာလွတ်ထိုးတဲ့လှူရှားမှုတွေဖြစ်တဲ့တစ်ချက်တုံသွားတာလေးတွေကိုမမေတို့ခန်းစားမိပါလိမ့်မယ်ဘာလို့ရမလဲဆိုလို့ရှိရင်မမေတို့ခလေးလောက်တဲ့ပုံစံလေးတွေကိုမှတ်ထားကြည့်ကြည့်ပါဒီကန်တဲ့အချိန်တွေကိုတွက်ဖို့တော့မမေတို့စောနေသေးပေမဲ့ခလေးလေးကပုံမှန်လှူရှားမှုရှိနေရလားဆိုတာတော့မမေတို့အခုချိန်မှာစမ်းစစ်ကြည့်လို့ရပါပြီအားလုံးပဲပျော်ရွှင်စရာကိုယ်ဝန်ဆောင်ခီးစဉ်တွေဖြစ်ပါစေရှင်မေးစရာမိကုန်းတွေရှိတယ်ဆိုလို့ရှိရင်တော့ကျွန်မရဲ့ message ပေါက်မှာဖြစ်ဖြစ်မိကုန်းလေးတွေချန်ထားလို့ရပါတယ်ကျွန်မတောက်ကြစနေတင်းတွေည9:00 နာရီနောက်ပိုင်းမိကုန်းလေးတွေဖြည့်ထားပေးပါမယ်ရှင်အားလုံးပဲကိုယ်ဝန်ဆောင်ကျမရေးမိခင်နဲ့ကလေးကျမရေးမြို့သမီးကျမရေးဘူးတုဒ္ဒတွေသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မရဲ့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်